အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Homan Shiken Illustrator ရဲ့မိခွန်းပုံစံနဲ့ဖြည့်ဆိုနည်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်ဒီရဲ့ Homan Shiken ရဲ့ Illustrator မိခွန်းကကကျော်ဟွန်ရဲ့ဒီဒိုင်းနီတန်းကရဲ့ကျော်ရှုကိုမကူအချီရဲ့Kiken Yosoku discussion ဆိုတဲ့ဒီ lesson တစ်ခုတည်းရပဲဟိုပဲခွဲမိထားတာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ဒီ lesson ကိုပဲခွဲမိရတာလဲဆိုရင်ရေမောင်းတဲ့နေရာမှာအနေကိုကြိုတင်ခတ်မှန်းနိုင်တဲ့စွမ်းရည်ကဒီရေမောင်းတူအတွက်မရှိမဖြစ်လိုအပ်တယ်လို့သူတို့ယူဆတယ်ပေါ့နော်ပြီးရင်ရေမောင်းလိုက်စဉ်ရယူမဲ့သူတွေကိုလည်းဒီအန်ဒီကိုကြိုတင်ခတ်မှန်းနိုင်တဲ့ရေမောင်းတွေဖြစ်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီအခန်းကိုသူတို့တည်တံ့ခွဲမိရတာဖြစ်ပါတယ်ဒီရဲ့ Homan Shiken မှာမိခွန်းပုံစံ2မျိုးရှိပါတယ်နံပါတ်1မိခွန်းပုံစံကတော့ဘွန်ရှောမွန်တိုင်လို့ခေါ်ပြီးမှဒီလိုမျိုးစာကြောင်းအနေနဲ့မေးတဲ့မိခွန်းပေါ့နော်ဒါကကြတော့တပုတ်ကိုတမတ်ဖြစ်ပြီးတော့အပုတ်60ဖြစ်ရမှာဖြစ်ပါတယ်နံပါတ်2ကတော့ Illustrator မွန်တိုင်လို့ခေါ်တဲ့ဒီလိုမျိုးပုံပေးထားမယ်ပြီးရင်မိခွန်းရှိမယ်မိခွန်းနဲ့သက်ဆိုင်တဲ့အဖြေ3ခုရှိမှာဖြစ်ပါတယ်3ခုတည်းဟာမှန်တာတစ်ခုကိုပဲရွေးရတာမျိုးမဟုတ်ပဲနဲ့3ခုစလုံးမှန်ရင်မှန်တယ်3ခုစလုံးမှားရင်မှားတယ်ဒါမှမဟုတ်ရင်အမှန်နဲ့အမှားရောနေတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီ3ခုစလုံးကိုက clear လုပ်နိုင်မှအမှတ်ကရရှိမှာဖြစ်ပါတယ်ဒီအားလုံးကိုဖြေနိုင်တဲ့ဆိုမှ2မှတ်ရရှိမှာဖြစ်ပါတယ်Illustrator မွန်တိုင်က9ပုတ်မေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တပုတ်ကို2မှတ်နဲ့10မှတ်ရရှိမှာဖြစ်ပါတယ်ဒီ10မှတ်ကိုကအမှတ်ပြရယူထားနိုင်မယ်ဆိုရင်ကျန်တဲ့အပုတ်90ဖြည့်တဲ့နေရာမှာနည်းနည်းပေါ့နော်ဘယ်လိုပြောရမလဲတခုလွဲချော်သွားခဲ့ရင်တော့မှကိုယ့်အတွက် chance ကရှိမှာဖြစ်တဲ့အတွက်ကြောင့်ဒီ Illustrator မွန်တိုင်ကိုအမှတ်ပြရအောင်ဖြည့်တာကောင်းပါတယ်အဲ့ဒီအတွက်ကြောင့်နည်းနည်းရှင်းပြပေးထားပါတယ်နော်နောက်တစ်ခုကကြတော့ဒီရဲ့အဖြေမှန်ဖို့အတွက်အမှားမှန်ဘယ်လိုခွဲမလဲဆိုရင်သူမေးထားတဲ့ lesson က Kiken Yosoku ထဲကဖြစ်တဲ့အတွက်ကြောင့်မလို့အနေကိုကြိုတင်ခန့်မှန်းတာပေါ့နော်မြန်မာလိုဆိုရင်အဲ့ထဲကဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အဖြေက Kiken Yosoku dekite iru ဆိုရင်အဖြေကမှန်ပါတယ်Kiken Yosoku dekite inai ဆိုရင်တော့အဖြေကမှားမှာဖြစ်ပါတယ်အဲ့လိုမျိုးရှင်းရှင်းလင်းလင်းခွဲထုတ်နိုင်ဖို့ဆိုရင်တော့သူရဲ့စကားလုံးတွေကိုသိဖို့လိုတယ်ပေါ့နော်ဒီအန်ဒီယေကိုကြိုတင်ခန့်မှန်းနိုင်တဲ့စာကြောင်းဖြစ်နေသလားအန်ဒီယေကိုကြိုတင်မခန့်မှန်းမနဲ့အဲ့လိုဒီတိုင်းပဲစိတ်တင်တယ်လို့မောင်းနေတဲ့စာကြောင်းဖြစ်နေသလားဆိုတာကိုကိုကခွဲနိုင်ဖို့အတွက်စကားလုံးအသုံးအနှုန်းလေးတွေကိုသိထားရင်ဖြေရတာပိုလွယ်ကူသွားပါလိမ့်မယ်ဒီလိုမှားတဲ့စာကြောင်းနဲ့ပတ်သက်ပြီးတော့ဆိုရင်ဒီလိုမျိုးပေါ့နော်အရှိန်တင်ခဲ့တယ်တို့ကပ်ပြီးမောင်းခဲ့တယ်အရင်ကြော်တက်ခဲ့တယ်မောင်းနေတဲ့အရှိန်တိုင်းဆက်မောင်းသွားတယ်တခုထင်လို့တခုမထင်လို့ပေါ့နော်ဒီလိုစကားလုံးတွေပါရင်အဲ့အဖြေကမှားဖို့ရာခိုင်နှုန်းတော်တော်များပါတယ်အဲ့ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့မှန်တဲ့အဖြေစာကြောင်းတွေဆိုရင်အရှိန်လျှော့ခဲ့တယ်ခွာပြီးမောင်းခဲ့တယ်လမ်းကိုဦးစားပေးခဲ့တယ်အချိန်မရွေးရပ်တန့်နိုင်တဲ့အရှိန်နဲ့မောင်းခဲ့တယ်တခုအနေနဲ့ဖြစ်နိုင်တာကိုကြိုတင်ခံမှမိလို့ဒီလိုမျိုးလုပ်ခဲ့တယ်ပေါ့နော်ဒီလိုစကားလုံးတွေပါတယ်ဆိုရင်ဒီရဲ့အဖြေကမှန်ဖို့ရာခိုင်နှုန်းအလွန်များပါတယ်တေချာပေါက်ဒီလိုစကားလုံးတွေပါမယ်လို့တော့မပြောနိုင်ပေမဲ့သူ့ရဲ့မိခွန်းကအဲ့လိုမျိုးပေါ့နော်အန်ဒီယေကိုကြိုတင်ကာကွယ်တဲ့ပုံစံဖြစ်နေတယ်ဆိုရင်မှန်တယ်လို့ရွေးရမှာဖြစ်ပြီးတော့အန်ဒီယေကိုကြိုတင်ကာကွယ်တဲ့ပုံစံမဖြစ်နေဘူးဆိုရင်တော့မှားတယ်လို့အလိုခွဲပြီးတော့တည်သွားရင်အမှတ်ပြရရှိဖို့တော်တော်လေးကိုနှီးစပ်ပါတယ်အဲ့ဒါဆိုရင်တော့မိခွန်းစလိုက်ကြရအောင်နော်နံပါတ်1ပုံလေးကတော့ဒီလိုပုံပေးထားမယ်ပေါ့နော်သူ့ရဲ့မိခွန်းကတင်ဒီတနာရီလ40ကီလိုမီတာနှုန်းဖြင့်မောင်းနေသည်မြည်သည့်အရာများကိုသတိထားသင့်သည်ပုံကိုဖြစ်နိုင်တဲ့များတစ်ခုမှမကြံအောင်ကြည့်တာကောင်းပါတယ်ဒီညမှာဆိုရင်အဓိကလူရှိရပေါ့နော်လူရဲ့
နေရာမှာလူကြီးရောကလေးရောရှိရယ်ကလေးတွေကတူညီဝတ်စုံဝတ်ထားတဲ့အတွက်ကြောင့်မလို့ဒီကားကကြောင်းကားဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ကားရဲ့နောက်မှန်ဘက်မှန်နေကိုကြည့်ဖို့မမေ့ပါနဲ့ဒါတွေအားလုံးကြည့်ပြီးပြီဆိုရင်တော့သူ့ရဲ့အဖြေကိုဖတ်ပါမယ်နံပါတ်1ကျောင်းကားဒီနည်းနည်းကြတဲ့အထိမထွက်သေးဘူးလို့ထင်လို့ဒီတိုင်းပဲလမ်းကိုကျော်ပြီးမောင်းနှင်သွားပြီနံပါတ်2ကလေးတွေကိုထိန်းနေတဲ့သူရှိလို့ပြေးထွက်လာမယ်လို့မထင်လို့ဒီတိုင်းပဲဆက်မောင်းသွားပြီနံပါတ်3ကျောင်းကားနာရောက်ချိန်ကလေးများလမ်းထဲပြေးထွက်လာနိုင်သည်ဟုကြိုတင်ခန့်မှန်းပြီးဝန်တီအချက်ပေးပြီးဆက်မောင်းသွားပြီဒါဆိုရင်တော့ဘာမှမသိတာထက်ဆိုင်ရင်ခုနကစကားလုံးအသုံးနှုန်းလေးတွေကိုသိထားတဲ့လူဆိုရင်ဒီလိုမေးခွန်းတွေကိုဖြေရလွယ်သွားမှာဖြစ်ပါတယ်နံပါတ်1ဆိုရင်တော့ဒီမှာနည်းနည်းကြာတဲ့ဒီမထွက်သေးဘူးထင်လို့ဒီလိုစကားလုံးတွေပါနေတဲ့အတွက်ကြောင့်မလို့ဒီရဲ့အဖြေကမှားပါတယ်နံပါတ်2ဆိုရင်ထိန်းနေတဲ့သူရှိလို့ပြေးထွက်လာမယ်လို့မထင်လို့ပေါ့နော်အဲဒီအတွက်ကြောင့်မလို့အဖြေကလည်းမှားပါတယ်အဓိကကတော့ဒီစကားလုံးတွေပါလို့ထက်ဆိုင်ရင်အန်ဒီကိုကြိုတင်ကာကွယ်တဲ့ပုံစံရေးထားတဲ့စာကြောင်းဖြစ်မနေဘူးပေါ့နော်အဲဒီအတွက်ကြောင့်မှားတာဖြစ်ပါတယ်နံပါတ်3ကကြတော့ဒီမှာဟွန်တီအချက်ပေးပြီးဆက်မောင်းသွားမယ်ပုံမှန်အားဖြင့်အန်ဒီကိုကြိုတင်ကာကွယ်တဲ့နေရာမှာဟွန်တီပြီးအချက်ပေးတာမဟုတ်ဘဲနဲ့အရှင်လျှော့ပြီးမောင်းနေတာကအန်ဒီကိုကြိုတင်ကာကွယ်ရရောက်တာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်မလို့ဒါမှားပါတယ်ဒီလိုမျိုးပေါ့နော်တစ်ခုချင်းစီကိုအဖြေအမှန်အမှားတွေခွဲနိုင်သွားပြီဆိုရင်တော့လုံးဝအမှတ်ပြရရှိမှသိကြပါတယ်ဟိုမန်ရှိကန်ဖြေနေတဲ့လူတွေအတွက်နည်းနည်းအကျိုးသက်ရောက်မယ်ထင်လို့အကျိုးရှိမယ်ထင်လို့ပေါ့နော်အမှားဒါလေးကိုနည်းနည်းလုပ်ပေးလိုက်ပါတယ်ဒါပေမဲ့အကုန်လုံးကြီးကိုရှင်းပြဖို့အတွက်ကတော့အချိန်ကမအားတဲ့အတွက်ကြောင့်မလို့အမှားဒီတပုတ်ကိုပဲရှင်းပြလိုက်ပါတယ်နောက်ထပ်အပုံ20ကိုတော့မေးခွန်းဖတ်ပြီးတော့ဒီမျိုးကိုဖြည့်ကြည့်နိုင်ဖို့အတွက်ပေါ့နော်လုပ်ပေးထားပါတယ်အဲ့ဒါလေးကိုဆက်ပြီးလေ့ကျင့်ပါလို့ပြောချင်ပါတယ်လိုရာရှိရင်လည်းထပ်ပြောလို့ရပါတယ်